ဆရာဝန်တွေကတော့ပြောတာပဲနွားနို့တောက်နွားနို့မှာကောင်းကျိုးတွေအများကြီးရှိတယ်တကယ်တော့နွားနို့ရဲ့ကောင်းကျိုးတွေကိုရောသိချာသိပြီးပြီလားဆိုတော့ဒီနေ့မှာကျွန်တော်ကနွားနို့ရဲ့ကောင်းကျိုးတွေအများကြီးထဲကမှအချက်၃ချက်ကိုပြပြပေးသွားမှာဖြစ်ပါတယ်တင်သိထားတဲ့အချက်တွေနဲ့ရောကိုက်ညီမှုရှိရလားဆိုတာကိုဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့အဖြေရှာကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကဒေါက်တာတီဟန်ထုံးပဲဖြစ်ပါတယ်အဲ့တော့ပထမကောင်းကျိုးအနေနဲ့ကကြတော့ဒါတော်တော်များများသိထားတဲ့အရာပဲဖြစ်ပါတယ်နွားနို့ကအယိုးအဆစ်တွေကိုတန်မာစေတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်နွားနို့မှာကကယ်လ်ဆီယမ်နဲ့ဗီတာမင် D ပါဝင်တယ်။ဒါကအယိုးအဆစ်တွေကိုတိဆောက်တဲ့နေရာမှာထောက်ပံ့ပေးတယ်။အယိုးအဆစ်တွေကိုထိမ့်သိမ့်တဲ့နေရာမှာထောက်ပံ့ပေးတယ်။အဲ့တော့အသက်ကြီးလာလို့ရှိရင်ဖြစ်တတ်တဲ့အယိုးပွားယောဂါတွေဒါတွေကိုကာကွယ်ပေးနိုင်တယ်။အဲ့တော့အယိုးကျိုးတာကိုကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။အဲ့တော့ကယ်လ်ဆီယမ်ဆေးပြားတွေတောက်လို့ရတယ်လို့ကျွန်တော်တို့ကဒီနွားနို့ကိုပုံမှန်တောက်မယ်ဆိုလို့ရှိရင်လည်းဒီကယ်လ်ဆီယမ်ဆေးပြားတွေတောက်သလိုပဲအာနိသင်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အယိုးအဆစ်တွေကိုကာဝယ်နိုင်မှာပဲဖြစ်ပါတယ်ဒါကတော့ပထမအချက်ပေါ့နော်ဒုတိယအချက်အနေနဲ့ကကျတော့ဒီနွားနို့ကဘိုက်ပြည့်လွယ်တာပဲဖြစ်ပါတယ်အော်ဒီအချက်ကဘာအတွက်ကောင်းလဲဆိုလို့ရှိရင်ဝိတ်ချနေတဲ့လူအတွက်ကိုအရန်အဆင်ပြေတာပေါ့နော်ဝိတ်ချနေတဲ့လူတယောက်ကအစားတွေအများကြီးစားနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုလေးချိန်တွေတိုးနေမှာပေါ့အဲ့တော့အထူးသဖြင့်ဒီကျမကြီးနဲ့မညီညွတ်တဲ့အစားအစာတွေစားနေခဲ့မယ်ဆိုလို့ရှိရင်ဖြစ်ပါတယ်ပေါ့နော်ထမင်းတွေအများကြီးစားမယ်အပြင်စားတွေအများကြီးစားမယ်ကစီဓာတ်တွေအများကြီးစားမယ်ဆိုလို့ရှိရင်ဒီကိုလေးချိန်တွေဖြည်းဖြည်းတက်လာမှာဖြစ်ပါတယ်အဲ့တော့နွားနို့ကကြတော့သူကတစ်ခွက်လောက်တောက်ရုံနဲ့ကိုဘိုက်ပြေးလွယ်တယ်အစာခံတယ်ပေါ့နော်တော်တော်ထပ်ပြီးတော့မစားကျင်တော့ဘူးအဲ့တော့ကိုကဒီဝိတ်ချချင်တဲ့လူတယောက်ဆိုရင်ဒါအရန်အဆင်ပြေတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းအဲ့လိုပဲမနက်နွားနို့တစ်ခွက်လောက်တောက်လိုက်ပြီးဆိုတာနဲ့ကိုတော်တော်ထပ်မစားဖြစ်တော့ဘူးနေခင်းလောက်မှပဲဟိုထမင်းစားဖြစ်တယ်ပေါ့နော်အဲ့တော့နွားနို့တစ်ခွက်နဲ့ကိုမနက်အတွက်ကိုလုံလောက်တယ်ပေါ့ပါမုတ်တွေလည်းထပ်မစားကျင်နွားနို့လေးမော်လိုက်တယ်နော်ပြီးတော့ထပ်မစားကျင်တော့အဲ့တော့ကိုကဝိတ်ချချင်တဲ့လူတယောက်ဆိုဒီအချက်ကအရန်အသုံးတဲ့မှာဖြစ်ပါတယ်နောက်ဆုံးတတိယအချက်အနေနဲ့ကကြတော့နွားနို့မှာက protein လို့ခေါ်တဲ့အသားဓာတ်တွေပါဝင်တာဖြစ်ပါတယ်အဲ့တော့ဒါကဘာအတွက်ကောင်းလဲဆိုလို့ရှိရင် protein ကကျွန်တော်တို့ဒီကြွက်သားတွေတိစားဖို့အတွက်ကိုများစွာထောက်ပံ့ဖြစ်တယ်ပေါ့နော်ကြွက်သားတွေထိမ့်သိမ့်တဲ့နေရာမှာလည်းများစွာထောက်ပံ့ဖြစ်ပါတယ်နော်ဒါပြင်မှာဒီ protein ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကရှေ့မှာကျွန်တော်ပြောခဲ့တဲ့ဒုတိယအချက်ပေါ့နော်အစာခံတာပဲဖြစ်ပါတယ်ပြီးတော့သူ့မှာပါဝင်တဲ့ဒီအဆီဓာတ်ကလည်းအစာခံစေတဲ့အာနိသင်ရှိတယ်ပေါ့နော်အဲ့တော့ protein ဓာတ်တွေအရေးကြီးတယ်ကျွန်တော်ကလေးငယ်တွေဆိုလို့ရှိရင်လည်းဒီကြွက်သားတွေတိဆောက်တဲ့နေရာမှာထောက်ပံ့ဖြစ်တယ်ပေါ့နော်လူငယ်တွေဆိုလို့ရှိရင်လည်းကိုဂျင်တွေဆော့တယ်အလေးတွေမားတယ်ကြွက်သားတွေထိန်းကျင်တယ်ကြွက်သားတွေကြီးကျင်တယ်ဆိုဒီ protein ကအရေးပါတယ်အဲ့တော့အသက်ကြီးလာပြီဆိုလို့ရှိရင်လည်းတူတူပဲเนาะအသက်ကြီးလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ protein တွေကဖြည်းဖြည်းနဲ့နည်းဝတတ်တယ်เนาะအဲ့တော့ကြွက်သားတွေသေးဝတတ်တယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ protein ကိုဖြည့်တင်ဖို့လိုအပ်တယ်အားကြောင့်မလို့တချို့တွေကြားဘူးလားတော့မသိဘူးဒီ protein ပေါင်တာအမှုတ်တွေကအသက်ကြီးရဲ့လူတွေလည်းတောက်လို့ရတယ်ဆိုပြီးတော့တချို့တွေပြောကြတယ်ပေါ့နော်တချို့ဆရာတွေပြောကြတယ်မှန်ပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့ဒီ protein အမှုတ်ဆိုတာထက်ကိုဒီ protein ဓာတ်ကလိုတယ်အသက်ကြီးလို့ရှိရင်လည်းလိုတယ်အဲ့တော့ protein ဓာတ်ကိုကျွန်တော်တို့ကအစားအစာဖြည့်လို့ရတယ်နောက်တစ်ခုကဒီเนาะ protein အမှုတ်ပေါ့เนาะအဲ့လိုအမှုတ်တွေက supplement တွေကနေပြီးတော့ဖြည့်လဲရတယ်ပေါ့เนาะအဲ့တော့ဒါကကျွန်တော်ဘူးတုဒပြောပြတာပါအဲ့တော့ပြောမှဆိုလို့ရှိရင်ကလေးလဲလိုတယ်လူငယ်လဲလိုတယ် gym ဆော့နေတဲ့လူတွေလဲလိုတယ်နောက်အသက်ကြီးရဲ့လူတွေဒီ protein ဓာတ်ကလိုအပ်ပါတယ်အားကြောင့်မလို့ကိုကနောက်လိုလေးပုံမှန်တောက်ပေးမယ်ဆိုလို့ရှိရင်တော့အဲ့ဒီလိုအပ်တဲ့ protein ဓာတ်ကိုရရှိနေမှာဖြစ်ပါတယ်เนาะကဲလို့တင်ကနှလုံးရောဂါအခန်းရှိတဲ့လူနှလုံးသွေးရောကျဉ်တဲ့လူနှလုံးသွေးကြောပိတ်တဲ့လူဆိုလို့ရှိရင်တော့နွားနို့တောက်တဲ့အခါမှာဆရာဝန်နဲ့တိုင်ပင်တင်တယ်ပေါ့နော်အဲ့တော့အဲ့လိုလူတွေကကျတော့ဒီအစီထုတ်ထားတဲ့နွားနို့ကိုတောက်ရမှာဖြစ်ပါတယ်နော်တောက်ချင်တဲ့ဆိုရင်အစီထုတ်ထားတဲ့နွားနို့ကိုတောက်လို့ရတယ်ဒီပုံမှန်နွားနို့တွေကကျတော့အစီပါတယ်ပေါ့နော်အစီများတဲ့အတွက်ကြောင့်ကျွန်တော်တို့ကမတင်တော့ဘူးနော်အဲ့တော့ဒီလိုလူတွေကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးတောက်တင်ပါတယ်အဲ့တော့အခုကျွန်တော်ပြောသွားတာကနွားနို့ရဲ့နော်ကောင်းကျိုးအများကြီးတည်းကဖြစ်မနေတိထားတဲ့အချက်၃ချက်ကိုပြပြပေးသွားတာဖြစ်ပါတယ်နော်အဲ့တော့ဗီဒီယိုဖိုင်လေးကအကျိုးရှိတယ်ဆိုလို့ရှိရင်လည်းသူများတွေသိအောင် share ပေးကြပါဦးသိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်